အိမ်မီလောင်မှုအများစုမိဖို့ချောင်းမှာစတင်ဖြစ်တာမေသိလားချက်ပြုတ်ခြင်းကိုပန်ရှင်မရှိဘဲဘယ်တော့မှမထားခဲ့ပါနဲ့လက်ဖက်ရည်လက်သုပ်ပေါ်နှင့်ကလကာများကဲ့သို့မီလောင်နှံသည့်အရာများကိုချက်ပြုတ်သည့်နေရာများနှင့်ဝေးဝေးတွင်အားပါချက်ပြုတ်တဲ့အခါတင့်တော်တဲ့အဝတ်အစားကိုဝတ်ဆင်ပါအပူပေးဆက်တွေကမီလောင်ကျွမ်းမှုကိုဖြစ်စေနိုင်ပါတယ်ပရိဘောကအဝတ်အစားနှင့်ကလကာများအပါအဝင်အပူအရင်းအမြစ်အားလုံးမှအနည်းဆုံး1 မီတာအကွာတွင်လောင်ကျွမ်းနိုင်သောပစ္စည်းများကိုထားပါအိမ်မှမထွက်မီသို့မဟုတ်အိပ်ရမဝင်မီအပူပေးဆက်များကိုအမြဲပိတ်ထားပါဖျောင်းတံနှံ့သာပေါင်းစီမီခွက်နှင့်စီဂရက်မီသည်မီလောင်စေနိုင်သည်8မီအခန်းထဲမှာမရှိရင်လောင်နေတဲ့ဖျောင်းတံတွေကိုဘယ်တော့မှမထားခဲ့ပါနဲ့အိပ်ရမဝင်ခင်အမြဲမိတ်ထားလိုက်ပါဆေးလိပ်တော့ရင်အပြင်ထွက်ပြီးစီဂရက်လုံးဝမငိမ့်အောင်သေချာလုပ်ပါလျက်စစ်မီသည်တာမန်မီအမျိုးအစားဖြစ်သည်သင်မှာအားသွင်းလိုတဲ့စက်ပစ္စည်းတွေရှိရင်ဂရုတစိုက်လုပ်ပါသင်အိတ်နေချိန်ဒါမှမဟုတ်သင်အိမ်ကထွက်ရင်သူတို့ကိုဘယ်တော့မှအာမသွင်းပါနဲ့အားသွင်းပြီးတာနဲ့ဖလပ်ဖြုတ်လိုက်ပါစက်နှင့်ပါလာသောမူရင်းအားသွင်းကိရိယာများကိုအသုံးပြုပါ PowerPoint တွေပိုတင်မနေပါနဲ့အဲ့ရခေါင်းအုံးဂူရှင်တွေဒါမှမဟုတ်အဲ့ရခင်းတွေပေါ်မှာမဟုတ်ပဲမီးမလောင်တဲ့မာကြောတဲ့မျက်နှာပြင်တွေပေါ်မှာအမြဲတမ်းအားသွင်းပါမိသားသမားတွေကမင်းကိုပေးကင်းအောင်ကူညီဖို့ဒီမှာပဲနောက်ထအကြံပြုချက်များအတွက် cfa.vic.gov.au သို့မဟုတ် frv.vic.gov.au တို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်